Epson 3250ပေါ့ဒီကောင်လေးကလာအပ်ထားတာက data logic မှာကျွန်တော်တို့ printer ထိုးရင်လည်းသူက device လေးလာမပြဘူးပြီးရင် mini error ပြတဲ့နေရာမှာကျွန်တော်တို့ maintenance နဲ့တွားကြည့်တော့လဲဘာ error မှမပြဘူးအဲ့တော့ book ကိုတိုင်းကြည့်တော့ transistor နှလုံးတွေလည်းကျွန်တော်တို့ပြတ်တယ်ပေါ့နော်ဒီနှလုံးလည်းကျွန်တော်အစားထိုးတယ်ပေါ့အစားထိုးတဲ့အပြင်မှာကျွန်တော်တို့ဒီမှာလည်း device မှာဘာမှလာမပြဘူးဗျမပြတော့ကျွန်တော်တို့လိုအပ်တဲ့အဆင့်တွေဟိုတိုင်းဒီတိုင်းပေါ့နော်တိုင်းလဲတိုင်းကြည့်ရောDIC လေးကvoltage ထွက်တာမမှန်တော့ဘူးဗျvoltage ထွက်တာမမှန်ဘူးကျွန်တော်တို့ဒီကောင်လေးဆိုလဲဟို firmware တွေပါလဲသွားပြီး update လုပ်တယ်မရဘူးပေါ့မရတော့သူက printer တစ်တလုံးလဲဝယ်ဖို့အဆင်မပြေဘူးဆိုတော့အဆင်ပြေတဲ့နည်းလေးနဲ့ဘယ်လိုလုပ်လို့ရမလဲလို့ပြောတော့ကျွန်တော်ကဘာလုပ်ပြီးလဲဆိုတော့ကျွန်တော်မှာ3110 ကတ်ကလေးရှိတယ်ပေါ့တကယ်တော့3210တို့3250တို့က3110ရဲ့ up to date ပေါ့နော်ဒီတောက်ကလေးတွေဖန်တီးလိုက်တယ် wifi လေးတွေပါလာမယ်ပေါ့ဒါလေးတွေပဲ꿰ပြကျန်တဲ့ဟို circuit connection ဘိုင်းတွေကတော့အကုန်တူပဲ motor တွေကအစပေါ့နော်တူတယ်ဒီကောင်က3110 ကတ်ကလေးပြအဲ့တော့ကျွန်တော်ဒီကောင်3110 ကတ်ထည့်တယ်ပြီးရင်3110 ကတ်ထည့်ပြီးတော့သူ့ကိုမောင်းတယ်ပေါ့ဒါပေမဲ့ပြောချင်တာက cover ကြီးကတော့3250ဖြစ်သွားတယ်ပေါ့နော်အဲ့ဒါကတော့သူ့ရဲ့ cover ကိုဝင်း cover ဒါပေမဲ့ကတ်က3110 ကတ်ဖြစ်တဲ့အတွက်နှလုံးတစ်လုံးပေါင်းလိုက်တဲ့သဘောပေါ့နှလုံးတစ်လုံးဆိုတာကတ်နှလုံးတစ်လုံးကတ်ထည့်ပြီးတော့မော်ရင်နံပါတ်ပြောင်းသွားတာပေါ့ဒါပေမဲ့ကျွန်တော်အပေါ်ချမ်းမှာပြောင်းပေးလိုက်ရရဇက်လေးတက်အပေါ်ချမ်းမှာပြောင်းပေးလိုက်ရတယ်ပေါ့ဘာလို့လဲဆိုတော့သူ့ရဲ့ original ကဒီမှာသူက lock ပါတာဟုတ်ဒီဘက်မှာ lock ပါတယ်တောက်ပါတယ်ဟိုကောင်မှကြာမပါဘူးတကယ်တော့ဒီကောင်ပြန်တက်ရင်လည်းကျွန်တော်တက်လို့ရတယ်เนาะဒါပေမဲ့ပြဿနာကဒီ power cable ပေါ့ဒီ cable slot ကမတူဘူးဗျcable slot ကကွဲတယ်ဟိုကောင်က cable slot ကတပင်ရော့တယ်ပေါ့ဒီကောင်ကကျတော့ cable slot ကတပင်ပိုးတယ်ဘာလို့ wifi လဲပါသွားတာဟုတ်ဒီမှာ wifi ပေါ့မှာ wifi ပါတဲ့အလုံးလေးပေါ့ဒီကောင်က wifi လဲပါသွားတော့တပင်ရော့တယ်ပေါ့လောလောဆယ်ဒါဖြန့်ညက်ကကတော့ပြောရရင်တော့ဗမာပြည်မှာပဲရရှိတည်လို့ပါတော့ပေါ့ဘာလို့လဲဆိုတော့သိရတဲ့အတိုင်းပဲအဆင်ပြေသလိုလုပ်ပေးရတာဟုတ်ဆိုတော့ okay အဲ့လိုပေါ့နှလုံးတစ်လုံးပေါင်းလိုက်တာပေါ့အဓိကတော့အခုဒီမှာဒီ printer ဆိုရင်ကျွန်တော်ကလေးလေးသူပြန်တက်ပြီးပြီဗျဒီမှာ line လဲကြတယ်ပေါ့နော်ပြီးရင်ဒီဘက်ကဆိုလို့ရှိရင်လည်းတောက်တွေပါတွေက310တောက်မပါတဲ့အမျိုးဆိုတော့လေပြဿနာမရှိဘူးဒီဘက်လည်းတက်လို့ရတယ်ကျွန်တော် try ပြီးသွားပြီပေါ့နော်ပြောချင်တာက3210တို့3110တို့မကောင်းဘူးဆိုလို့ရှိရင်ကျွန်တော်တို့logic တွေပြောင်းလို့ရပါတယ်လို့လာပြီးတော့ inform လုပ်တာပါပြင်နေတဲ့ service သမားတွေကတော့သိပါတယ်ဒါပေမဲ့ဟို customer တွေအနေနဲ့ပုံမှာ3110ကရှိတယ်ဟာမကောင်းလို့မလဲပဲပြစ်ထားတဲ့ပစ္စည်းတို့3210လေးဝယ်သုံးလိုက်တယ်3250လေးဝယ်သုံးလိုက်တယ်ပေါ့အဲ့လိုဝယ်သုံးလိုက်တဲ့ဟာမှာကတ်ပြတ်သွားတယ်လို့ပြောလို့ရှိရင်အဲ့လိုချိန်လို့ရပါတယ်ဆိုတော့ information လေးလာပြီးတော့ပေးတာပါကျေးဇူးတင်ပါတယ်